အတိတ်ကဖြစ်ရစုတွေကိုပြန်လည်အမရခြင်းဟာနောက်အနာဂတ်မှာအလားတူအမှားမျိုးတွေထပ်မံမဖြစ်ပွားစေဖို့အတွက်တင်ခန်းစာယူစရာတစ်ခုပဲဖြစ်ပါ၏လူသားချင်းစာနာထောက်ထားမှုကင်းမဲ့တဲ့လုပ်ရက်တွေကြောင့်ထိခိုက်နစ်နာခဲ့ရသူတွေကိုဂုဏ်ပြုခြင်းနဲ့သူတို့ရဲ့တမိုင်းကြောင်းကိုမေးပြောင်းမသွားအောင်ထိန်းသိမ်းခြင်းကကမ္ဘာပေါ်မှာငြိမ်းချမ်းရေးနဲ့တရားမျှတမှုခိုင်မဲစေဖို့အထောက်အကူပြုပါတယ်ဇန်နဝါရီ29ရက်ကိုတော့အပြည်ပြည်ဆိုင်ရာ Holocaust အောက်မေ့ဖွယ်နေ့ International Holocaust Remembrance Day အထိသတ်မှတ်ထားကြပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းကနာဇီအကျဉ်းစခန်းတွေမှာအသက်ဆုံးရှုံးခဲ့ရတဲ့တန်ပေါင်းများစွာသောလူသားတွေကိုရည်စူးပြီးကုလသမဂ္ဂကနေအတည်ပြုသတ်မှတ်ခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒီနေ့ဟာလူအခွင့်အရေးကိုလေးစားခြင်းအမုန်းတရားများကိုဆန့်ကျင်ခြင်းနဲ့တဲခံခွင့်လူမှုတို့ရဲ့အရေးပါပုံကိုမိမောင်းထိုးပြနေပါတယ်။မတူညီတဲ့လူမျိုးစုတွေဘာသာဝင်တွေကြားမှာအပြန်လည်လေးစားမှုရှိခြင်းကသာလျှင်အချမ်းဖတ်မှုတွေကိုကာကွယ်နိုင်မဲ့အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းကိုသတိပေးနေပါတယ်။ထူးခြားချက်အနေနဲ့ဒီနေ့ဟာမိသားစုဝင်တွေအတူတကွစားဖတ်ခြင်းဖြင့်အချိန်ကုန်ဆုံးဖို့တိုက်တွန်းတဲ့မိသားစုစားဖတ်ခြင်းနေ့ Family Literacy Day လည်းထူပါတယ်။တင်ရောတမိုင်းဝင်ဖြစ်ရပ်တွေကိုလေ့လာတဲ့အခါဘယ်လိုအချက်လက်တွေကတင့်ကိုအမှတ်ရဆုံးဖြစ်စေသလဲ။မှတ်ချက်မှာဖြိုးပြပေးခဲ့ဦးနော်။